Yamala Yaya had Jamuga, Đông Chi cái cú này bắt tới cái nhà là cái trang sọc hàng nhá, cái rồi thì đi rồi su Đông Chi phải cho mà mình nếp cú mà, chi ngoan chi này tất cả cái cú mà nó ra bộ nó cho nó ai đi được, nó phải cú phải chạy, chi ngoan chi là cho mà đủ cái nhá, nhớ là nó mình ra cái sao cái cái chỉ ra rồi, bây giờ mình xin ra mình chào. Mà cái lý tiêu muối lại suy, ấy thì cái lý cái muối lại này muối à, ấy là cái lý ấy cao này là khả năng gì đấy, chấm mà này là khả năng gì đấy, bao nhiêu số rồi, mình phải thêm mà xí đâu ngà cái lý cái, anh ta mình xíu, nãy khâu này ta mình xíu, tôi ấy chết chú anh này vậy, sao yo oxygen nó cũng多嘞, tôi muối lại đấy, chính chấm mà, oxygen tôi win lại đấy, số thêm mà oxygen win lại đấy, số đấy cái này phong lại đấy, bọn nó, tôi ôm muối đấy chỉ mà ôm đâu này. Thì khả năng của mà oxygenဝင်လာပြီးမှအဲ့ဒီ function ကစပြီးမှလုံးလုံးတော့တွေ့ရတယ်။အဲ့တော့ကလေးကမွေးလာတာနဲ့မကိုဘူးအတမထွက်ဘူးဆိုရင်အဲ့ဒါတစ်ခုခုလိုလိုပဲကလေးကစိုးရင်ရတယ်အကုန်လုံးကအကုန်လုံးတိပိတာကိစ္စဖြစ်တယ်။ဒီနေ့ကျမတို့ယုံကြည်သူတွေရဲ့အသက်တာမှာဖျားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကျမတို့ခံစားရတဲ့ကောင်းချီးမင်္ဂလာတွေဖျားရဲ့ကွယ်ကာဆောင်မမှုတွေကိုကျမတို့မထိုက်တန်ပေမဲ့လည်းဖျားကျမတို့ကိုပေးထားတယ်ကျမတို့ကိုဘလောက်ချစ်တယ်ဆိုပြီးမှကျမတို့နဲ့နေကျမတို့ခံစားလာရတဲ့အချိန်မှာချီးမွမ်းခြင်းဆိုတာဖြစ်လာပါလေလို့အဲ့တော့ခုနဖတ်သွားတဲ့ကျမ်းပိုက်ကိုပြန်ကြည့်မယ်ဆိုရင်အဲ့ဒီဂျေဇုတော်တွေကိုဝန်ခံပြီးမှကျမတို့စိတ်ဝိညာဉ်ထဲကနေချီးမွမ်းခြင်းရစ်ကိုအမြဲပူဇော်ဖို့ဖြစ်တယ်လို့ပြောတယ်ခရစ်တော်အပြင်ဖျားသခင်ရှိတော်မှာအမြဲပူဇော်ပါလို့ခရစ်တော်ယေရှုအပြင်ဖျားသခင်ရှိတော်၌အစဉ်ပူဇော်ကြကုန်အားလို့ပြောတယ်ဒီနေ့ကျမတို့အသင်းတော်မှာချီးမွမ်းကိုးကွယ်ခြင်းနဲ့ကျမတို့အစာပြုကြတယ်ကျမတို့ဘယ်လိုစိတ်နှလုံးနဲ့ပါဝင်တယ်လဲဟာအလုံးစုံနေလို့ငါလည်းလိုက်ဆိုသလားဒါမှမဟုတ်ထုံးစံတစ်ခုလိုဖြစ်နေလို့မလုံးမဖြစ်မလို့ကျမတို့ praise and worship ကိုကျမတို့လုပ်သလားမဆိုလဲရတယ်ဘာမှမဖြစ်ဘူးလားအဲ့တော့ဖျားရဲ့ဂုဏ်ကျေးဇူးတွေကိုဖျားစီကကျမတို့ခံစားရတဲ့ကောင်းချီးမင်္ဂလာတွေကိုမထိုက်တန်ပေမဲ့ကျမတို့ရတဲ့ဒီအရာတွေကိုကျမတို့မချီးမွမ်းနိုင်ဘူးဆိုရင်ခုနမွေးစားကလေးလိုပဲမွေးလာပြီးအတန်မထွက်တဲ့ကလေးလိုဖြစ်ရင်ကျမတို့ရဲ့ဝိညာဉ်အသက်တာမှာတစ်ခုခုတော့လုံနေပြီပြောချင်တာကကျမတို့ဝိညာဉ်ရေးရာမတန်မစွမ်းဖြစ်နေပြီဆိုတဲ့လက္ခဏာဖြစ်ပါတယ်လို့ဥပမာကျမတို့လူတွေကိုတော့ကျမတို့ရမ်းချီးကျူးတယ်လူတွေကိုကျမတို့ဂုဏ်ပြုတယ်ဆိုရင်ကျမတို့ဂုဏ်ပြုပွဲတွေကျမတို့တက်မယ်ဆိုဟာလှတာတွေဝတ်သွားတယ်အကောင်းဆုံးတွေသူကျူးမွေးတယ်ပြီးတော့လူတိုင်းကလည်းအရန်ချီးကျူးတာပဲเนาะအရန်ဂုဏ်ယူတာပဲဆိုပြီးမိုးမော်ကျမတို့ပြောကြတယ်တကယ်တမ်းလဲချီးကျူးတင်လို့ဂုဏ်ပြုထိုက်လို့ကျမတို့ဂုဏ်ပြုတာဟုတ်ပါတယ်သူ့ပေမဲ့လဲကျမတို့ယုံကြည်တဲ့သူတွေအပတ်တိုင်းကျမတို့ဘုရားကျောင်းကိုလာနေတာကဘုရားသခင်ကိုချီးကျူးဖို့ဂုဏ်ပြုဖို့ကျမတို့လာတာဖြစ်တယ်ကျမတို့ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းရင်းနဲ့ကိုးကွယ်တာဖြစ်တယ်လူတွေကိုလုတ်တာလောက်တောင်မှကျမတို့ဘုရားကိုမလုတ်ဘူးဆိုရင်ဒါဘုရားခင်တော်ဝမ်းနည်းပါပဲလို့ကျမထင်တယ်လူတွေထပ်ပို့ပြီးကျမတို့ဘုရားခင်ကိုချီးမွမ်းဖို့လိုတယ်ဘုရားရှိခိုးကျမတို့ဝင်သွားတဲ့အချိန်မှာလက်ခုပ်တီးပြီးမှကျမတို့ခေါင်းမော့ပြီးမှကျမတို့ဝင်သွားလို့ရတာဒီချီးမွမ်းခြင်းတစ်ခုမှပဲရှိတယ်ကျန်တဲ့အချိန်အားလုံးကျမတို့ခေါင်းငုံပြီးဒူးထောက်ပြီးဘုရားရှိခိုးကျမတို့သွားရတာဖြစ်တယ်ကျမတို့တချင်းဆိုတဲ့အချိန်ပြန်စဉ်းစားကြည့်ခုနဆိုသွားတဲ့တချင်းတွေအကုန်လုံးကိုကျမတို့ပြန်စဉ်းစားကြည့်ဘယ်တချင်းကများဟိုငါဟာအရာအောင်မြင်ကြီးကျယ်တဲ့သူဖြစ်တယ်ငါဟာအားလုံးကိုတတ်နိုင်တဲ့သူဖြစ်တယ်ဆိုတဲ့ချင်းတပုံးမှမရှိဘူးနော်ကိုရိုကြောင့်တာကျမတို့တတ်နိုင်တာဖြစ်တယ်ကိုရိုတန်လေးကျမတို့ရဲ့သခင်ဖြစ်ပါလေချီးမွမ်းထိုက်တဲ့သူဖြစ်ပါလေဆိုပြီးကိုရိုကိုမော့ချီကျမတို့ချီးမွမ်းရတယ်ကျမတို့ကလေးတွေပွေတဲ့ချိန်မှာကျမတို့လက်ဒီလိုယူပြီးပွေတယ်အဲ့လိုပဲကလေးတွေကသူတို့ကိုပွေစီချင်တဲ့ချိန်မှာသူတို့လက်ကိုဒီလိုကမ်းပေးတယ်ဒီနေ့ကျမတို့လက်ကမ်းပေးတယ်ကိုရိုရဲ့ပွေဖိုက်မှုကိုကျမတို့လိုအပ်တယ်
အဲ့တော့ဒီနေ့ဖျားခင်ကိုကျမတို့ချီးမွမ်းဖို့အတွက်ကျမတို့ဘာအဆိုတော်မှလည်းမလိုဘူးဘာ professional အတီးသမားမှလည်းမလိုဘူးကိုရောကိုတကယ်ကြီးစုတင်တဲ့စိတ်နှလုံးတွေကိုယိုဖိတ်ပြီးချီးမွမ်းဖို့အဲ့လိုချီးမွမ်းတတ်တဲ့လူတွေကိုဖြစ်ဖို့လိုတယ်အဲ့ဒါကဖျားခင်နှစ်သက်တဲ့ရည်ဖြစ်တယ်ကိုစိတ်ကြည်မှာပဲငါစိတ်ကြည်မှာပဲဆိုမယ်ငါစိတ်ပျော်မှာပဲငါစိတ်ပါမှာငါ feeling လာမှာပဲချီးမွမ်းတာမျိုးမဟုတ်ဘူးခုနရဲ့ကြံပိုက်ကိုပဲပြန်ကြည့်ပဲအဲ့ဒီချီးမွမ်းခြင်းရစ်ကအမြဲပူဇော်နေဖို့တဲ့နေ့ရဲ့ feeling နဲ့မဆိုင်ဘူးဘာ reason မှလည်းကျမတို့မပေးနဲ့ငါတချင်းမဆိုတတ်လို့ငါအတမကောင်းလို့ no အဲ့ဒါလေးနဲ့မဆိုင်ဘူးအဲ့လိုသာပြောနေတာနော်တကယ်တမ်းတော့ဟို IC show လာလို့ဒီဖြူတချင်းတို့အာဇာနီတို့လာရင်အေးအတန်ပြောင်းလိုက်ပေါ်မှာကျမမြင်အောင်လေးတယ်ပြာနေအောင်လိုက်អော်တာအဲ့ချိန်မှလေးအတမကောင်းတာတွေမဆိုတတ်တာတွေဘာပေါ့ဝင်းကျင်မှာဘသူရှာတွေဘာမှတတိမရတော့အဲ့မှာအကြည့်ကျအော်အတန်နေပြကျမတားနေပြီလေကျမခဏခဏပြောတယ်ဖျားเจ้าမှာဆိုရင်တချင်းဆိုရင်အတန်ကိုမထွက်ဘူးအိမ်မှာဆိုရင်ထွက်လိုက်တဲ့အတန်ဆိုလိုက်တဲ့တချင်းလူတွေကအဲ့ဒါကွဲပြားတယ်အဲ့တော့ဖျားကိုချီးမွမ်းတဲ့ချိန်မှာကျမတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်အားလုံးတစ်ထပ်ထဲနဲ့ကျမတို့ချီးမွမ်းဖို့လိုတယ်ကျမအဲ့ဒါလေးကိုပဲပြောချင်တာဖြစ်ပါတယ်လို့အဲ့လိုတစ်ထပ်ထဲကြားတဲ့အချိန်မှာလူကကိုမေ့သွားတယ်ပေါ့ဝင်းကြုံလေးကျမတို့မေ့သွားတယ်ကိုဘာဖြစ်နေလဲဆိုတော့ကိုမသိဘူးကိုမျက်ရည်ကျချင်လဲကျမယ်ဘာဖြစ်ဖြစ်မယ်ဒါကိုမသိတော့ဘူးပေါ့နော်ဆာလံ95မှာလာကြခြောက်ရဖျားအားရွှင်လန်းစွာတည်ချင်းဆိုကြကုန်အားငါတို့ဒီကဲတင်ခြင်းတို့ရောက်ရာကြောက်ကိုကျူအေးကြကုန်အားဂျေစုတော်ကိုချီးမွမ်းလဲရှေ့တော်သို့ဝင်၍ဆာလံတခြင်းကိုဆိုတဲ့ကျူအေးသောအတန်ကိုပြုကြကုန်အားဖျားခင်ကိုဂျေစုတော်ချီးမွမ်းပြီးရှေ့တော်ကိုဝင်တဲ့အခါမှာကျမတို့ရဲ့အတန်ကျမတို့ရဲ့စိတ်ခံစားမှုကျမတို့ရဲ့အမှုရာအားလုံးဟာကျမတို့ဟာစိတ်အားထက်သန်မှုအပြည့်အဝနဲ့တလုံးတဝတည်းနဲ့ယုံကြည်မျက်နှိုးမှုကြီးညိုမှုနဲ့ကျမတို့ချီးမွမ်းသွားမှာဖြစ်တယ်။ပါဇက်နဲ့ပဲကျမတို့ချီးမွမ်းနေရဆိုလို့မရဘူးလားရတာပဲဒါပေမဲ့ကျမတို့စိတ်ကတွေးချင်တာတွေးလို့ရတယ်လေပါဇက်ကဆိုနေတယ်။ဒါပေမဲ့တလုံးတဝဒီချီးမွမ်းမှုဆိုတာကပါဇက်နဲ့ပဲဆိုနေလို့တော့မရနိုင်ဘူး။အဲ့တော့ရှင်မတဲမှာပေါ်ပြထားတဲ့ပါရီရှဲတွေဇတ်တုကဲတွေသူတို့လူရှိမှအရန်ဟိုလီဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လူရှိမှသူတို့ကအစာလဲအရန်ရှောင်တယ်။စီရဲသားတွေကိုလည်းအရန်ပေးလူနေတယ်။စုလဲအသေးတောင်းတယ်သူတို့တွေပြောရင်လူတွေကြည့်လိုက်ရင်သူတို့ရဲ့ဘဝရဟာအရန်မြင့်မြတ်တာပဲအရန်ဟိုလီဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်။သူ့ပေမဲ့လေသူတို့အဲ့ဒါတွေကကြားစာမှာဖော်ပြထားတယ်ဒါသူတို့တူတော်ကောင်းရောင်ဆောင်နေတာလို့ကြားစာမှာဖော်ပြထားတယ်။လူတွေရှိမှသူတို့အဲ့ဒီဟိုလီဖြစ်တယ်ဆိုတဲ့ဟာကိုလိုချင်လို့သူတို့ဟန်ဆောင်နေတာပဲဖြစ်တယ်ဒီနေ့ကျမတို့ဖျားရှိကိုဝင်တဲ့အချိန်မှာအဲ့ဒါတွေအကုန်လုံးခွာချထားခဲ့ဖို့လိုတယ်အဲ့ဒီလူတွေလိုမျိုးပဲလုံနေမယ်ဆိုကျမတို့ကောင်းကင်မှာရောက်ဘူးလို့ရှင်မတဲမှာပေါ်ပြထားတယ်အဲ့တော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး6မှာဒါဝိမင်းကြီးအကြောင်းကိုကျမတို့ပြန်ကြည့်အောင်ဒါဝိမင်းကြီးလက်ထက်မှာသူဘုရင်ဖြစ်လာတဲ့ချိန်ကျတော့ဗဒင်ကြီးတက်တာကြီးကိုပြန်တော့ယူဗဒင်ကြီးတက်တာကြီးကိုသူရပျော်တယ်အဲ့မှာသူကလည်းလှဲနွားလက်အစ်စ်နဲ့ပေါ့ဗဒင်ကြီးတက်တာကိုယူပေါ့သူအရာပြောတဲ့ချိန်မှာအတီးအမှုတ်တွေနဲ့သွားတယ်ယူပဲမသွားဟိုပြောမယ်ဆိုရင်ဆိုင်နဲ့ဘုံနဲ့ပေါ့လေအုံလုံးသွားပြီးဖျားခင်ကိုချီးမွမ်းပြီးမှသူကအဲ့ဗဒင်ကြီးတက်တာကိုယူခဲ့အဲ့တော့ဗဒင်ကြီးတက်တာကိုယူခဲ့တဲ့ချိန်ဗဒင်ကြီးတက်တာကဒါဖျားခင်ပြညတ်ထားတယ်မထီရအောင်ထိရင်သိမယ်လို့ပြောတယ်အဲ့မှာသူကနွားလေးနဲ့ယူသွားတော့သူကကောက်နေပလင်းရှိတဲ့နားမှာဆိုမြေကြီးကမင်းကြီးမညာဖြစ်တော့မြေလူလူရပ်ပြီးမတဲ့လေအဲ့ချိန်မှာနွားလေးကစောင်းသွားတဲ့ချိန်ကျတော့ဗဒင်ကြီးတက်တာလည်းရှိုးကြလာတဲ့ပုံစံမှာဖြစ်တယ်အဲ့ဒီချိန်မှာအဲ့မှာကအဘိနဒတ်ရဲ့တာဩဇာသူ့သားနှစ်ယောက်ကတယောက်ကလဲမောင်းတယ်တယောက်ကဘေးမှာလိုက်နေပေါ့အဲ့မှာ तू ကဟာပြုတ်ကျလာလိမ့်မယ်ဆိုပြီး तू ကအဲ့ဒီဗဒင်ကြီးတက်တာ तू ကတဘောတော်ပြီးမှတွန်းတင်လိုက်တဲ့ပုံစံလေးလုံးလိုက်တာပေါ့နော်ထိလိုက်တာအဲ့မှာပဲ तू ချက်ချင်းသိသွားတယ်တီတော့ဒါဝိမင်းကြီးအရင်စိတ်မကောင်းဖြစ်သွားတယ်ဟာငါဗဒင်ကြီးတက်တာကိုလူကလည်းလူသိသွားတယ်ပေါ့နော်အဲ့တော့ तू ကဒါပေမဲ့ဖျားခင်ကမထိနဲ့ထင့်သိတယ်လို့ပြောတယ်ပြုတ်ကျခဏီးဆိုတော့ထိလို့ပြောထားတာမဟုတ်ဘူးမပြုတ်ကြအောင်လည်းဖျားခင်တတ်နိုင်တယ်ဒါပေမဲ့ဖျားကနားထောင်ခြင်းပေါ့နော်မလုံနဲ့ဆိုရင်မလုံဖို့ပဲဒါစောတတ်တဲ့ပုံမဟုတ်ဘူးဒါပေမဲ့ဒါဝိမင်းကြီးအဲ့ဒါသူစိတ်မကောင်းဖြစ်ပြီးသူကဒါဝိမြို့ကိုသူမယူသွားတော့မနဲ့သူကအဲ့ဒီဟိုဩဘာဒီတို့ဆိုတဲ့အိမ်မှာလည်းဝင်ထားခဲ့တယ်သူကဂီးလက်မျိုးသားဖြစ်တယ်သူကအဲ့ဒီအိမ်မှာဝင်ထားခဲ့ပြီးသူပြန်သွားတယ်ပြန်သွားဒါပေမဲ့နောက်3လလောက်ကြာတဲ့အချိန်မှာသူကသတင်းကြားတယ်အဲ့ဒီဩဘာဒီတို့မိသားစုတွေကလည်းပတင်းရင်တစ်တာရောက်လာပြီးနောက်ပိုင်းမှာကျေးဇူးတော်တွေအများကြီးခံစားရပြီးမှအရန်ကြီးပွားချမ်းသာနေတဲ့အကြောင်းကျေးဇူးတော်တွေအများကြီးခံစားနေရတဲ့အကြောင်းကိုသူကြားရချိန်ကျတော့သူပြန်အပ်တက်သွားဟာကပရိသတ်ငါပြန်တော့ယူမယ်ဒါငါတို့နဲ့ဆိုင်နေတာငါတို့အမျိုးတွေနဲ့ဆိုင်တာင
ငါတို့ဖျားပေးထားတဲ့ဟာငါဘာလို့သူများအမျိုးတွေစမှာတော့ထားပါလေဆိုပြီးပြန်သွေးယူတယ်ပြန်သွေးယူလို့အရာပျော်တယ်ဒီပြည်ရင်တစ်တောင်သူပြန်သွေးယူရတဲ့အရာပျော်ပြီးမှခုနတိုင်းမဲ့သူအတီးအမုံလို့လာတယ်သူ့ရဲ့ရှင်ဘီရင်ဆိုတဲ့အဖို့အဆောင်သူချုပ်လိုက်ပြီးမှသူရိုးရိုးပိတ်တင်တိုင်းသူဝတ်တယ်တဲ့ဝတ်ပြီးမှသူကကျဆာမှာပြောထားလဲဆိုတော့ထာဝရဘုရားခင်ရှိမှာကခုန်ပြီးကြွေးကြော်ပြီးမှသူတာဝိမျိုးကိုဝင်လာတယ်တချင်းနေဆိုမှကပြီးမှသူဝင်လာအဲ့ချိန်မှာသူ့ရဲ့မိမအမိဖျားပေါ့လေသူ့ရဲ့ပထမဦးဆုံးမိမပေါ့ရှောလူရဲ့ဘယင်ရှောလူရဲ့တမီးဖြစ်တဲ့မိခါလာတော့နန်းတော်ဘရင်ပေါ့ကနေကြည်နေပါလိမ့်မယ်ကြည်ပြီးမှသူကလေအရန်စိတ်ပြက်နေဒီတော့ကြောက်ကြည့်ပြီးတော့ကဲ့ရဲ့ပြီးမှတော့ဒါဝိမင်းကြီးပြောတယ်ဘယင်ဖြစ်ပြီးမှမင်းရတယ်တိတ်ခါကုန်မရှိအချက်ကုန်မရှိကျွန်းနေကျွန်းမရဲ့ရှိမှာအဝတ်အစားချုပ်ပြီးမှကားရည်ဣတိလာရှင်ပြီးရင်ရှင်တော့ဘုံကြီးအောင်လဲဆိုကြည့်ကြပြီလားပေါ့အဲ့ချိန်မှာဒါဝိကပြောဟာမဟုတ်ဘူးနော်ငါကျွန်းနေကျွန်းမရဲ့ရှိမှာငါကပြတာမဟုတ်ဘူးငါကထာဝရဘုရားခင်ရဲ့ရှိမှာငါကခုံတာဖြစ်တယ်ထာဝရဘုရားခင်ကငါချီးမွမ်းတာဖြစ်တယ်ငါမိအဖေနဲ့မိဆွေမျိုးတွေရဲ့ကိုစားပေါ့နော်ဒီပရိညင်တက်တာကြီးကိုငါယူခဲ့ရတာငါဘလောက်ဝမ်းသာတယ်လေအဲ့ဒါကြောင့်ငါလောက်တာဖြစ်တယ်လို့သူကပြောတယ်အဲ့ချိန်မှာမိခါလာပဲပြောတယ်ဖျားရှိမှာဟုတ်လားငါဒီချက်တောင်မင်းကိုရှုံချအောင်လေတဲ့ငါရုပ်မှာအောင်မယ်လို့ပါတယ်စမ်းစမ်းကျုံမတွေကတော့တဲ့ငါ့ကိုချီကျူးမှာပဲတဲ့သူကအဲ့လိုမျိုးဆူဆူဝါးဝါသူပြောလိုက်အဲ့တော့ဖျားသခင်ကသူ့ကိုချီးမွမ်းပြီးမှကတဲ့ဒါဝိမင်းကြီးကိုအဲ့လိုပြောတယ်မိခါလာတော့အသက်လုံးပြီးနေရစီတဲ့အဲ့တော့ဖျားစီကိုဝင်လာတဲ့အခါမှာဘယင်ဆိုတာမရှိဘူးချမ်းသာခြင်းစီးရဲခြင်းဆိုတော့အသက်80 90ရှိတဲ့အဖိုးကြီးပဲဖြစ်ဖြစ်ဖျားရှိမှာဆိုရင်ဖျားရဲ့ကလေးပဲကျမတို့အသက်ဘလောက်ကြီးလာကျမတို့မိဘရှိမှာကျမတို့ကလေးပဲအဲ့တော့ဖျားရှိမှာဝင်လာခြင်းဒီဘယင်မလို့ဘာမလို့ငါဘာမလို့ဘာမှမလို့အားလုံးဒီကျမတို့ဖျားရှိမှာဝင်လာကျမတို့ကဖျားရဲ့ကလေးပဲအဲ့တော့ကျမတို့ရဲ့ပြုမှုလေးရအားလုံးဒီလေဖျားကကျမတို့ကလေးတွေဘာလို့ကျမတို့ချစ်နေတာပဲအဲ့လိုပဲကျမတို့လည်းသူချစ်မှာပဲလို့အဲ့တော့ဖျားရှိမှာဒီစုံတယောက်ကဖျားကိုချီးမွမ်းတဲ့အချိန်မှာကျမတို့မကဲ့ရဲ့ဘူးလို့အပ်ပါလေနောက်တစ်ခါပါလဲဆိုတော့ရှင်လုကာ19နဲ့မဿဲ27မှာပါတယ်ခရစ်တော်ကမြေကလေးကိုစီးပြီးမှသူကယေရုရှလင်မြို့ကိုသူဝင်လာတယ်အဲ့ချိန်မှာခရစ်တော်နောက်ကိုလိုက်တဲ့တပည့်တော်တွေလူအုပ်ကြီးများရှိတယ်သူတို့ကခရစ်တော်ဝင်လာတာတွေ့ရချင်းခရစ်တော်ရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေသူတို့ပြန်စဉ်းစားတယ်ခရစ်တော်ရဲ့အညာငြိမ်းခြင်းတွေသူတို့အသက်တာမှာဖြစ်လာတဲ့အားတွေသူတို့ပြန်မြင်တဲ့အချိန်ကျမှဝမ်းမြောက်သောစိတ်နဲ့ဖျားခင်ကိုချောမနာသခြင်းဆိုပြီးကြွေးကြော်ကြတယ်လူတွေအရာဝမ်းတာပြီးမှတချင်းဆိုပြီးမှကြွေးကြော်ကြတယ်အဲ့ဒီချိန်မှာသူတို့ကဝမ်းတာလို့လေလူကလေအရာဝမ်းတာပြီးမှကျေးဇူးတင်လို့ဆိုရင်လေဘာလို့ဘာကရမှမသိတော့တစုံတယောက်တော့သူကစပြီးမှသူ့ရဲ့အင်ဂျီကိုချုပ်ပြီးမှခင်းလိုက်ပါလိမ့်မယ်အဲ့ဒီလမ်းမှာအဲ့ဒီချိန်မှာကျန်တဲ့လူတွေကလည်းအကုန်လုံးလိုက်လောက်ကြတယ်ပေါ့နော်ကျမမြင်အောင်ကြည့်တယ်ကျန်းစာမှာအသေးစိတ်တော့မပါတယ်အကုန်လုံးသူတို့ရဲ့အပေါ်ဝိယုံလေးချုပ်ပြီးခင်းကြတယ်တစ်ခက်တည်းသူတို့ခင်းကြတယ်ဒီရကဖျားခင်ကိုချီးမွမ်းခြင်းနဲ့စိတ်ကြောင့်မသူဖြစ်ပေါ်လာတဲ့အရာပေါ့နော်ပြီးမှကြွေးကြော်ကြတယ်တဲ့ချီးမွမ်းကြတယ်အဲ့ဒီချိန်မှာဖာရိရှဲချွာကပြောလဲဆိုတော့အရှင်ဖျားတဲ့တပည့်တော်တွေကိုမဆုံးမတော့ဘူးလားတဲ့ကြည်စမ်းနဲ့ဗျမ်းမတာဖြစ်နေတယ်တဲ့ဟိုအော်ဒီအော်နဲ့လမ်းပေါ်မှာအင်ဂျီတွေခင်းလို့ခင်းနေတယ်နည်းနည်းဆုံးမလိုက်အောင်နဲ့ဘလို့ဖြစ်နေတာလဲပေါ့အဲ့ချိန်မှာခရစ်တော်ကပြောတယ်ဤသူတို့ဒီတိတ်ဆိတ်စွာနေရင်ကြောက်ခဲတို့ဒီချက်ချင်းကြွေးကြော်လိမ့်မယ်ခရစ်တော်ပြန်ပြောပါတယ်ဒီနေ့ကျမတို့တယောက်စီပေါ်မှာဖျားသခင်ရဲ့ကောင်းကြီးတွေအများကြီးရှိတယ်တယောက်ချင်းစီပေါ်မှာကျမတို့ဒါကိုပြန်စဉ်းစားဖို့လိုတယ်ကျမတို့မိသားစုလိုက်ပေါ်မှာဖျားသခင်ကောင်းကြီးတွေဘယ်လောက်များလဲကျမတို့ဒီအသင်းတော်တစ်ခုလုံးပေါ်မှာဖျားသခင်ရဲ့ကျေးဇူးတော်တွေဘယ်လောက်များတယ်လဲကျမတို့လူမျိုးနွယ်စုတစ်ခုလုံးပေါ်မှာဖျားသခင်ထားတဲ့ကောင်းကြီးတွေကျမတို့ဘယ်လောက်များတယ်လဲအဲ့ဒါတွေကိုကျမတို့ပြန်ဝန်ခံဖို့လိုတယ်ကျမတို့လူတွေကလေမိတတ်တယ်အဲ့ကြောင့်မလို့အဲ့ဒီကောင်းကြီးတွေကျမတို့ကမိလိုက်တယ်အဲ့တော့ဒီနေ့ကျမတို့အဲ့ဒီကောင်းကြီးတွေကိုပြန်စဉ်းစားပြန်ဝန်ခံပြီးမှကျမတို့နေ့တိုင်းကျမတို့ချီးကျူးဖို့လိုတယ်ကျမတို့မချီးကျူးကျမတို့ချီးမွမ်းခြင်းတွေကိုကြောက်ခဲတွေကိုမပေးလိုက်ပါနဲ့ကျမတို့ကိုယ်တိုင်ချီးမွမ်းရအောင်ဒါကျမတို့လုပ်ရမယ့်အရာတစ်ခုဖြစ်တယ်ယုံကြည်သူတယောက်ရဲ့အသက်တာမှာချီးမွမ်းခြင်းနဲ့ဆုတောင်းခြင်းဟာအမှားလိုပဲအဲ့ဒီကိုခွဲလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်စီကိုချီးမွမ်းခြင်းနဲ့တိုးဝင်ခြင်းဟာကျမတို့ရဲ့ဆုတောင်းခြင်းရဲ့အရှိန်ကိုမြင့်တင်ပေးတာဖြစ်တယ်အဲ့တော့ကျမတို့ဘယ်ဆုတောင်းစည်းဝေးမှာဖြစ်ဖြစ်ကျမတို့ဂုဏ်တော်ချီးမွမ်းခြင်းဆိုတာပါတယ်
အဲ့လကအပြောကျမတို့ဟာခရိယန်နေချင်းလေးပဲဆိုတာပဲတည်တဲ့ချင်းဆိုဘာလဲချင်းဆိုမဟုတ်ဘူးဒီရဘသူမှမလုံနိုင်နဲ့ဘသူဘယ်မှမရှိတဲ့ဟာကျမတို့ရှိနိုင်တာလုံနိုင်တာဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းနိုင်တာဖြစ်တယ်ပြီးတော့ချီးမွမ်းခြင်းဟာတကူကြီးရဲ့အရာဖြစ်ပါတယ်စာရမဏတ်ကိုမတတ်မစွမ်းဖြစ်သွားစေတယ်ကျမတို့ရဲ့ချီးမွမ်းခြင်းဟာစာရမဏတ်ကိုလေဖြတ်သွားစေတယ်တမန်တော်16မှာကြည့်မယ်ဆိုရင်တမန်တော်ရှင်ဘောလူနဲ့တိလာကမာကီဒိုနီပြည်ဖိလိပ္ပိမိုရောက်ပြီးမှသူတို့ကခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစကားကိုသူတို့မျှဝေနေတဲ့အချိန်ဖြစ်တယ်အဲ့မျိုးမှာနတ်ဝင်တယ်မိမတယောက်ရှိတယ်အဲ့ဒီနတ်ဝင်တယ်ကကြတော့သူကနတ်အားဖြစ်သူကအနာဂတ်ကိုသူပြောတယ်အဲ့တော့လူတွေကသူအများကြီးလာကြတယ်ပေါ့လာကြပြီးအနာဂတ်ကိုသိချင်အခုလိုမျိုးစုံလေးတင်းဆရာလို့ပေါ့ဒါပေမဲ့သူကနတ်ဝင်တယ်ဆိုတော့ပုံများစွာမလားတော့မသိဘူးအရန်အောင်မြင်တယ်အဲ့တော့လူတွေကလည်းသူစီလာပြီးအနာဂတ်တွေမေးကြတယ်အဲ့တော့ပိုးလူနဲ့တီလာကိုတွေ့တော့အဲ့ဒီမိန်းမကပြောလဲဆိုတော့အကျွတ်တရားလမ်းကိုငါတို့ကိုဟောပြောတဲ့အမြင့်ဆုံးသောဘုရားခင်ရဲ့ကြိုနေဖြစ်တယ်လို့သူကဟောပြောတယ်တဲ့။ဘာဖြစ်လဲသူ့အထဲကနတ်ကတိနေတယ်။အမြင့်ဆုံးရဲ့ဘုရားရဲ့ကြိုနေဆိုတာတိနေတယ်။ဒါပေမဲ့သူကလေတခါလဲမဟုတ်မခါလဲမဟုတ်အဲ့ပိုးလူနဲ့တီလာကိုတွေ့ပြီလားဆိုအိုနေတာအဲ့ဒီနတ်ဝင်တယ်မှာအဲ့တော့ပိုးလူကဘယ်လိုပြောမလဲဟိုနတ်တင်နေတော့မပတ်သက်ချင်ပါဘူးသူဒီမိန်းမနဲ့လည်းမပတ်သက်ချင်ဘူးတို့ပဲမလဲလူဖြစ်တဲ့သူစိတ်ကတိကအောင်ဖြစ်လာတယ်သူတို့တွေ့တိုင်းလာအော်နေတဲ့အချိန်မှာစိတ်ကတိကောက်ပြီးတော့ယေရှုရဲ့နာမနဲ့အဲ့ဒီနတ်ကိုနှင်ထုတ်လိုက်တယ်တဲ့နှင်ထုတ်လိုက်တော့အဲ့ဒီမိန်းမကနတ်ဝင်တယ်မဟုတ်တော့ရိုးရိုးလူဖြစ်သွားတော့အနာကလည်းမပြောနိုင်တော့အနာကလည်းပြောနေတဲ့အချိန်ကျတော့သူ့တခင်ကစီပွားပြတ်သွားပြီပေါ့ဘာလို့ဆိုသူကသူ့ကိုသူများမွေးထားတာအဲ့မိန်းမမွေးထားပြီးမှသူကနတ်ဝင်တယ်ဆိုအနာကတွေပြောတယ်ရလာတဲ့ပတ်စံတွေသူကတခင်နဲ့သူ့တခင်ကိုပြန်အပ်ရတယ်ဆိုတခင်ကသူ့နည်းနည်းပြန်ပြီးမှာပေါ့အဲ့တော့တခင်နဲ့စီပွားပြတ်သွားတယ်ဘာလို့လဲဆိုနတ်မရှိတော့အနာကလည်းမပြောနိုင်တော့အဲ့ချိန်မှာမကြည်နဲ့ဘူးဒီပိုးလူနဲ့တီလာကွာငါတို့စီပွားလာဖြစ်တယ်ဒီကိုလာပြီးတော့ဆိုပြီးခါလေသူတို့ကိုစစ်ကဲမင်းကိုပို့လိုက်တယ်ပို့ပြီးမှခါလေသူတို့ကျိန်တန်နေနဲ့ရိုက်တယ်ကျိန်နဲ့ရိုက်ပြီးမှထောင်တဲ့ခါလေထိတ်ပြီးမှချုပ်ထားလိုက်တယ်တဲ့အဲ့တော့နတ်ဆိုးကိုနှင်ထုတ်တာသူတို့ကောင်းတဲ့အလုပ်လုပ်တာပဲအခုလေသူတို့နှစ်ယောက်ကသာသနာပြုတ်ဖို့ကြီးကိုလှုပ်လိုက်ဒီကိုရောက်လာတာဖြစ်တယ်ကေတင်ချင်းသတင်းစကားကိုဝေငှဖို့ရောက်လာတာဖြစ်တယ်အခုကျိန်တန်ခံရတဲ့အပြင်ထောင်ထဲသူတို့ရောက်သွားတယ်ဖျားသခင်ကိုဘာကြောင့်လဲလို့သူတို့မမေးဘူးလုံးဝမမေးဘူးကျမတို့လူသားတွေဖျားကိုမမေးတဲ့နဲ့မေးကွာ why ဆိုရင်မေးဖို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဘဝခီးကိုခဏနေကျမတို့ဘာဖြစ်မယ်ကျမတို့မသိဘူးတစ်ခါကျကျမတို့ဖျားကို why ဘာဖြစ်လို့ကျွန်တော်ကိုဖြစ်စေတယ်လဲဘာဖြစ်လို့ကျမမဒါမျိုးလာဖြစ်ရတယ်လဲကျမတို့ပြန်စဉ်းစားကြည့်အောင်ချီးမွမ်းခြင်းနဲ့ဆုတောင်းခြင်းတော့မှာဘာရှိသေးတယ်လဲအဲ့တော့တလုံးကကျမတကယ်ချင်းတယောက်သူပို့ပေးတဲ့အဲ့အကြောင်းအရာကြီးကျမပြောချင်တယ်အဲ့မှာလူတယောက်ကတင်မောစီသွားတော့တင်မောကတင်နေမှာမုံတိုင်းတိုက်ပြီးတင်မောနစ်သွားတယ်တင်မောအကုန်မြုပ်သွားတယ်လူလည်းအကုန်ပြီးသွားတယ်သူကြောက်တယ်ပဲလွတ်တယ်တင်မောကသူကြောက်တယ်ပဲလွတ်တော့သူကဟိုကန်ဂျုံကလေးတစ်ခုမှသူတောင်းတင်နေတယ်တောင်းတင်နေတော့သူကရောက်တာနဲ့သူဖျက်ခင်ကြီးစိုးတော့ရန်ချီးမွမ်းတယ်တဲ့။အော်ဖျက်ခင်ကြီးစိုးတော့ရန်ချီးမွမ်းတယ်ပေါ့နော်။အကုန်လုံးဒီလောက်ကြီးမားတဲ့မုံတိုင်းဒီလောက်ကြီးမားပြီးမှအကုန်လုံးမြစ်သွားတယ်မှာကျွန်တော်တယောက်ပဲအသက်ရှင်နေခဲ့တယ်။ဖျက်ခင်ကြီးစိုးကိုချီးမွမ်းတယ်ဆိုပြီးသူကြီးစိုးကိုချီးမွမ်းပြီးသူဆုတောင်းတယ်တဲ့။ဆုတောင်းပြီးသူစောင့်နေတယ်ပေါ့။စောင့်နေနေဟာဒီလေးစောင့်နေတော့ဖြစ်ဘူးဆိုပြီးသူကမှတဲ့အိမ်လေးတစ်ခုသူစောက်တယ်။သူနေဖို့ပေါ့နော်။ရှိတဲ့ဟာလေးနဲ့ပေါ့လေအဲ့ကျုံကရှိတဲ့ဟာလေးသူစောက်ပြီးမှသူအဲ့တဲကလေးမှသူနေတယ်။သူပြောလေးချက်ကတော့သူမကုန်ဘူးနော်ငါ့ကိုဒီမှာဒီပင်လေတွေကဒီမုံတိုင်းတွေကငါ့ကိုကယ်တယ်ဖျားငါဒီမှာလက်လွတ်မှာပဲလက်သူယုံတာပဲသူစွတ်တောင်းတယ်ဖျားစီမှာဒါပေမဲ့တနည်းတော့သူကဟိုကျူးထဲမှာသွားပြီးမှဘာလို့သူစားဆရာရှာရမယ်သူရေချိုလဲသူယူရမယ်ပင်လေရေတောက်လို့မှမရဘူးအဲ့ကြောင့်သူသွားလိုက်တဲ့ချိန်ထဲမှာအဲ့မှာသူကမိုးကြိုးတွေပြစ်လာတော့ဟာမိုးရွာတော့မယ်ဒီနေ့ပေါ့နော်သူ့တဲအိမ်လေးသူပြမယ်သူ့အိမ်လေးပေါ့နော်အဲ့ပြန်မယ်ဆိုပြီးသူပြန်လာတယ်တကယ်တမ်းကျတော့လေလိုင်းနဲ့မိုးကတော့မရွာပါဘူးဒါပေမဲ့သူ့အိမ်လေးရောက်သွားတဲ့အချိန်မှာသူဘာပြောဆိုသူ့ရဲ့တိတ်ကအကုန်မီးလောင်ပြီးမှပြာတော့ဖြစ်နေပြီတဲ့သူတော့ချင်းငူလိုက်တာအဲ့ချိန်ကျမှသူ့မှာဝမ်းနေလိုက်တာအိုးငါမှဘာမှမရှိတော့ဘူးဒီတဲအင်္ဂလိပ်တဲစုပ်လေးတစ်ခုပဲကြံတယ်အဲ့တော့မှဖျားခင်ကျွန်တော်တဲအိမ်လေးကိုမီးရှို့ပြလိုက်တယ်ဆိုပြီးသူအရင်ဝမ်းနေတယ်အရင်ဝမ်းနေပြီးသူငိုပြီးတော့သူအဲ့ညအိတ်သွားတယ်ပေါ့နော်ဒါပေမဲ့နောက်မနေ့တပုံ9နာရီလောက်ပေါ့နော်ဝေနေချိန်မှာသူတင်မောအတန်ကြားတယ်ဟိုးဆိုတင်မောအတန်ကြားနေသူဟာအိမ်မက်လာတကယ်လားလန့်ထားကြည့်တော့တကယ်လည်းသူတင်မောဖြစ်နေပေါ့နော်တင်မောဖြစ်နေပြီသူ့လာခဲ့တယ်သူ့လာခဲ့တော့သူအရာဝမ်းတာတယ်အရာဝမ်းတာမှတင်မောဝယ်ရရှင်ဟာတဲ့ကျွန်တော်ဒီမှာရှိရဘလို့တီးပြီးလာခဲ့တယ်လေဆိုတော့မဟုတ်ဘူးလေတဲ့မနီးညက်နေကငါတို့
မင်းစီကမိခိုးနဲ့အချက်ပြလိုက်တာငါတို့မြင်တယ်တဲ့အဲ့ဒီမိခိုးမြင်လို့ဒီမှာလူရှိလိမ့်မယ်ဆိုပြီးတော့လာခဲ့တယ်လို့ပြောတယ်အဲ့ဒီချိန်မှာသူကတခါတည်းဖျားရှိမှသူဒူးထောက်မှမြည်ကြတယ်သူစီမှာဘာမှမရှိတော့ဘူးဒီတဲအင်္ဂလိပ်ပဲရှိတယ်အဲ့ဒါကိုသူဖျားကိုမိရှို့လိုက်တယ်ဆိုပြီးသူအပြစ်တင်နေမယ်အဲ့ဒီမိရှို့လိုက်တဲ့တဲအင်ကအဲ့ဒီမိခိုးဟာသူ့ကိုကယ်ဖို့ဖြစ်ပါလားဆိုတာသူအဲ့ဒီချိန်ကျမှတိလိုက်ရတာဖြစ်ပါလေခိုင်ကျရင်ကျမတို့ဘဝမှာကိုတော့တမီးကတော့ဘာမှမတတ်နိုင်တော့ပါဘူးကျမတို့ဘာမှမရှိတော့ပါဘူးဒီဟာလေးပဲနော်ခုနရဲ့တဲစုပ်ကလေးလို့ဒါလေးပဲရှိပါတော့တယ်ကျမတို့ဘဝတုံညဖြစ်သွားတဲ့အခြေအနေတွေရှိတယ်အဲ့ဒီအချိန်မှာပဲကျမတို့ရဲ့ဒါကလေးပဲဆိုတဲ့အဲ့ဒါကြီးကမီးလောင်တယ်လို့ဖြစ်သွားတယ်ကျမတို့ရဲ့မျောလင့်ချက်ရိုက်ချိုးတယ်လို့ခံရတဲ့အချိန်မှာစိတ်မညစ်နဲ့ဘာကြောင့်လဲလို့မမင်းနဲ့ဖျားခင်စီမှာကြီးစွာသောအမှုပြုဖို့ရှိပါတယ်အဲ့လိုတုံညဖြစ်သွားတဲ့အခြေအနေမှာကျေးဇူးတော်ကိုချီးမွမ်းနိုင်ဖို့ကျမတို့စိတ်ကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်အဲ့တော့ပေါလုနဲ့တီလာထောင်ထဲရောက်သွားပြီကိုထောင်ထဲမှာသူတို့ဘာလုပ်နေလဲစိတ်ညစ်ပြီးတယောက်မျက်နှာတယောက်ကြည့်ပြီးတယောက်တိုင်ရာတယောက်ဆေးလိမ့်ပြီးနေကြသလားဟာမင်းအရန်နာတာငါတော့အရန်နာတယ်သူတို့ဘာမှမပြောဘူးတိုင်ရာအကြောင်းလည်းမပြောဘူးစိတ်မညစ်နဲ့လည်းပြောအားလည်းမပေးဘူးပြောနေတယ်သူတို့ဘာလုပ်လဲပတ္ထနာပြုတ်ရဖျားခင်ကိုချီးမွမ်းတည်ခြင်းဆိုတယ်လို့ပြောနာကျင်နေတဲ့တန်ရာတွေကြားထဲမှာအချုံနှောင်ခံနေရတဲ့ကြားမှာသူတို့ပတ္ထနာပြုတ်တယ်ဖျားသခင်ကိုချီးမွမ်းတယ်တခြင်းဆိုတယ်လူအမြင်မှာဒါတခြင်းဆိုစရာလားဘယ်နာမှာတခြင်းဆိုစရာရှိတယ်လဲဒါပေမဲ့ယုံကြည်သူရဲ့အသက်တာဟာအဲ့လိုမျိုးအသက်တာဖြစ်ဖို့ဒီနေ့ကျမတို့ကိုပြောနေတာဖြစ်တယ်ဘလောက်ပဲစိတ်တကြစရာဘလောက်ပဲဝမ်းနည်းစရာဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ဆုတောင်းမှုနဲ့ဖျားကိုချီးမွမ်းတခြင်းဆိုဖို့အတွက်ကျမတို့ပြောနေတာဖြစ်ပါတယ်။ပေါလုနဲ့တီလာအဲ့လိုချင်းဆိုးတဲ့အချိန်မှာတခြားထောင်သားတွေကိုလို့လဲနားထောင်နေတယ်တဲ့။အဲ့ဒီအချိန်မှာပဲမြေကြီးဟာပြင်းစွာလှုပ်ပြီးတော့ထောင်တကားရှိတဲ့မြအားလုံးပွင့်သွားတယ်။လူတွေအားလုံးအချုပ်နှောင်မှနေလွတ်တယ်လို့ပြောတယ်။အဲ့တော့ဆုတောင်းခြင်းနဲ့တခြင်းဆိုခြင်းဟာချုပ်နှောင်ထားတဲ့ထောင်တကားတွေအားလုံးကိုပွင့်သွားစေတယ်။ဒီနေ့ကျမတို့ဘဝမှာကျမတို့ကိုချုပ်နှောင်ထားတဲ့အရာကျမတို့ကိုပိတ်လှောင်ထားတဲ့အရာတွေရှိမှာပဲ။ကိုယ်အစွမ်းစားနဲ့ကျမတို့မလွတ်အောင်မယုံနဲ့ချီးမွမ်းခြင်းနဲ့ဆုတောင်းခြင်းပဲလုပ်ပါအဲ့ဒါလေးအကုန်လုံးပွင့်သွားပါလိမ့်မယ်အဲ့ဒါလေးအကုန်လုံးလွတ်သွားပါလိမ့်မယ်ပိုးလူနဲ့တိလာဟေးငါတို့လွတ်ပြီဟေးဆိုပြီးတော့ထောင်သားတွေခေါ်ပြီးသူညောင်မထွက်သွားဘူးအဲ့ဒီမှာထောင်မှုကအိတ်နေပါလိမ့်မယ်သူအိတ်မှဟာမြေကြီးလေးလှုပ်တဲ့အတားနေကြတော့သူအိတ်ချင်မှုတူးနဲ့သူထကြည့်တဲ့အချိန်မှာထောင်တကားတွေအကုန်ပွင့်နေတယ်သူအရန်လန့်သွားတယ်ဟာထောင်သားတွေလည်းအကုန်ပွင့်နေပြီဟာသူထောင်သားတွေအကုန်ထွက်သွားပြီပဲဆိုပြီးသူခေါ်တယ်ဓာတ်ထုတ်ပြီးမှသူ့ကိုသူတတ်ပြီးကိုလုပ်တယ်တဲ့အဲ့ဒီချိန်မှာပေါ်လူကဘာပြောလဲငါတို့အားလုံးရှိတယ်တဲ့ကိုထိခိုက်အောင်မလုပ်နဲ့လို့ပေါ်လူကပြောလိုက်တယ်အဲ့ချိန်မှာဟာလူအတန်ကျတော့သူအော်သွားတယ်ထောင်တကားလည်းပွင့်နေတယ်ထောင်သားတွေဘယ်သူမှမထွက်သွားပါလားသူတခါတည်းပြေးဝင်ကြည့်ပြီးမှပေါ်လူရဲ့တိလာရဲ့ရှိမှာတဲ့ချစ်ချင်းသူဟာတုံလှုပ်ပြီးမှသူပြောက်ဝတ်တယ်အဲ့ဒါပြီးတော့သူညောက်ပါပြောလဲတခင်ကျွန်တော်ကဲကြည်ချင်းရဖို့ဘာလုပ်ရမလဲလို့မိအဲ့ချိန်မှာပေါ်လူကသခင်ခရစ်တော်ကိုယုံကြည်ပါတဲ့ယုံကြည်ရင်မင်းနဲ့မင်းအိမ်သူအိမ်သားတွေကဲတင်ခြင်းကိုရောက်မယ်လို့ပြောတယ်အဲ့ချိန်မှာအဲ့ဒီထောင်မှုကလည်းသူ့အိမ်ကိုခေါ်သွားတယ်သူ့အိမ်သူအိမ်သားတွေအားလုံးဖျားသခင်ရဲ့နှုတ်ပတ်တော်ကိုနာခံကြတယ်ပေါ်လူနဲ့သူကနှုတ်ပတ်တော်ပြောရတယ်ခွေရတယ်အဲ့မှာထောင်မှုနဲ့သူ့လူတွေအကုန်လုံးဗတ္တိဇံကိုခံကြတယ်လို့ကျမ်းစာမှာပါပါတယ်တာသနာပြုဖို့ထွက်လာတာဖြစ်တယ်ပေါ်လူနဲ့တီလာသူတို့အတွေ့ထဲမှာဒီလိုထောင်မှုနဲ့အိမ်သူအိမ်သားတွေဒီလိုရောမလူတွေကိုတာသနာပြုရလိမ့်မယ်လို့သူထင်ထားမှာမဟုတ်ဘူးဒါပေမဲ့ဖြစ်လာတဲ့ဒီအခြေအနေတိုင်းပေါ်မှာသူတို့ဟာဆုတောင်းခြင်းနဲ့ဘုရားခင်ကိုချီးမွမ်းခြင်းဟာသူတို့ရဲ့ယုံကြည်ခြင်းဟာဘယ်အဆင့်မှာရှိလဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကျမတို့ကိုခွန်အားပေးနေတဲ့အရာလည်းဖြစ်ပါတယ်လို့အဲ့တော့ဆုတောင်းခြင်းနဲ့ချီးမွမ်းခြင်းဟာကျမတို့ကိုချီနှောင်ထားတဲ့အရာတွေကနေလွတ်မြောက်စေတာဖြစ်တယ်စာတန်ကိုလေဖြတ်သွားစေတဲ့အရာဖြစ်တယ်မျောလင့်ချက်မရှိတော့ဘူးဆိုတဲ့အခြေအနေမှာအံ့ဩဖွယ်ဖျားရဲ့တကိုးကိုမြင်ရပြီးမှဖျားဘုံတော်ကိုထင်ရှားတာဖြစ်တယ်ပြီးတော့ချီးမွမ်းခြင်းဟာရန်သူတွေရဲ့လက်နက်တဲ့ပို့ပြီးကြီးမားတဲ့လက်နက်ဖြစ်ပါတယ်ဒီနေ့ကျမတို့ကိုစာတန်ကလက်နက်မျိုးစုံနဲ့လည်းတိုက်ပါတယ်ကျမတို့ရဲ့ဒီဆိုချီးမွမ်းတာဟာစာတန်ကိုယူသွတ်သွားစေမှာဖြစ်ပါတယ်စာတန်ကိုမျက်စိကမ်းသွားစေမှာဖြစ်ပါတယ်ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး20ယူဒရှင်ဒီယောရှဖတ်အကြောင်းကျမဒီမှာပြောပြပါလိလို့ကျမတစ်ခေါက်ပြန်ပြီးမှဒီဟာလေးကိုပြန်ပြီးခွန်အားယူကြရအောင်လို့
သူ့လက်ထက်မှာယေရုရှလင်မြို့ကိုတိုက်ဖို့ရန်သူတွေလာပါတယ်ရန်သူတွေတယောက်တည်းမလာဘူးတစ်ဖွဲ့တည်းလာတာမဟုတ်ဘူးမောဘမျိုးအာမုန်မျိုးအေဒုံမျိုး၃မျိုးပေါင်းပြီးလာပါတယ်ပြောမယ်ဆိုရင်အများကြီးသမုတ်တရားတဲလုံးလို့များတဲ့ရန်သူတွေသူ့စီကိုဝိုင်းလာပါတယ်အဲ့ဒီမှာယောရှုဘာလုပ်လဲသူချင်းမိတ်မှန်တော်ကိုသူတွားတယ်တွားပြီးဖျားပြင်စီလို့သူဆူတောင်းတယ်ဟိုဘက်ကတော့စင်သူကပြည့်စိတ်ဖြစ်နေတယ်သူနံပါတ်1ပါပြောလဲနံပါတ်1သူကဖျားခင်ပြုတော်မူတဲ့ဂျေဇုတွေကိုသူအရင်အောင်မိတယ်သူတယောက်ခဲခံရတာမဟုတ်ဘူးနော်ဘိုးစင်ပေါင်းစဟိုးအာဗြဟံဣဆက်ယာကုပ်ကတဲကနေခေါ်ဆောင်လာတဲ့ဂျေဇုတော်တွေအားလုံးကိုသူပြန်ချီးမွမ်းတယ်နံပါတ်2ဖျားသခင်ရဲ့ဂတိတော်တွေကိုသူပြန်အောင်မိပြီးမှသူခွန်အားယူတယ်ဖျားခင်ငါတို့ပေါ်မှာဂတိတော်ထားတယ်အဲ့ဂတိတော်တွေမှာသူပြန်အောင်မိပြီးခွန်အားယူတယ်နံပါတ်3နောက်ဆုံးမှရန်သူတွေကိုသူစီရင်မှုသူပြောတာဖြစ်ပါတယ်အဲ့တော့ဒီရန်သူတွေကဘာတူလဲဖျားသခင်စစ်မတိုက်ရဘူးလို့ပြောထားတဲ့လူမျိုးတွေဖြစ်တယ်ကျမတို့အခုဟိုပစဲမှာဖတ်နေတယ်မောဘမျိုးတွေအာမုန်မျိုးတွေအေလိုမျိုးတွေစစ်တိုက်နေဆိုတော့ဖျားစစ်တိုက်ခိုင်းလားမတိုက်ခိုင်းဘူးနော်သူတို့ကိုစစ်မတိုက်နဲ့တဲ့အဲ့တော့သူကပြောတယ်ဖျားသခင်ဖျားမတိုက်ခိုင်းလို့ကျွန်တော်တို့မတိုက်ဘူးနော်သူတို့မတိုက်နဲ့ဆိုလို့ကျွန်တော်တို့ထားတာကြည်စံအခုဒီဂျေဇုရှင်တွေအခုဂျေဇုလာဆက်နေကြတယ်ကြည်စံသူပြောတယ်အဖေသူဂျေဇုဆက်တာကြီးကိုကြည့်ရှုတော်မူပါတဲ့နော်ဂျေဇုလာဆက်နေကြပြီတဲ့ကြည်စံနဲ့ဘယ်လိုလုပ်မလဲတဲ့ကျွန်တော်တို့ကတော့ကိုတော်ကိုပဲမျှော်ကြည့်ပါပြီတဲ့ကျွန်တော်ဘာမှမတတ်နိုင်တော့ပါဘူးတဲ့ဒီနေ့ကျွန်တော်တို့ယောရှဖတ်လို့ဆူတောင်းတယ်ကျွန်တော်တို့ဆူတောင်းခြင်းနဲ့အရန်တူတယ်လို့ကျွန်တော်တို့ထင်တယ်အရှိတောင်အာရှမှာအင်အားအကြီးမားဆုံးစစ်တပ်နဲ့ကျွန်တော်တို့ရင်ဆိုင်နေရတယ်ကျွန်တော်တို့ကိုတော်ကိုပဲကျွန်တော်တို့မျှော်ကြည့်တယ်လူအင်အားလက်နဲ့အင်အားကျွန်တော်တို့နိုင်ရှင်လို့မရဘူးအမြင့်ဆုံးသောဖျားကျွန်တော်တို့နဲ့အတူရှိနေရဲဆိုတာကိုပဲကျွန်တော်တို့ယုံတယ်ကျွန်တော်တို့ဘယ်သူမှစစ်ကိုမလိုလားစစ်ကဘယ်သူပဲတည်ကျွန်တော်တို့စိတ်မချမ်းသာအဲ့လိုပဲမတရားမှုလေကျွန်တော်တို့မကြိုက်ပါဘူးလို့မလိုလားဘူးအဲ့တော့ယောရှဖတ်ကသူစစ်တိုက်ကိုသူပြင်ဆင်တယ်စစ်တိုက်ရဲ့အရှိဆုံးမှာထာဝရဘုရားကိုကျေတဲ့အတန်နဲ့ချီးမွမ်းမှုတခြင်းတွေသူထားတယ်ကျေတဲ့အတန်နဲ့လို့အောင်ပြောတယ်တော်တော်ကိုတခြင်းဆိုနိုင်တဲ့တခြင်းတွေသူရွေးပြီးသူထားတယ်ထာဝရဘုရားဤဂယုဏတော်သည်အစဉ်အမြဲတည်သောကြောင့်ဂုံကြီးစုတော်ကိုချီးမွမ်းကြလော့ဆိုပြီးမှစစ်ထွက်တဲ့မိန့်ခွန်းပြောတယ်ဒီကဘာမှာဘေတော့အခါမှာစစ်ထွက်မိန့်ခွန်းတလူမျိုးပြောတာကြားဘူးမှာမဟုတ်ဘူးစမ်းစာမှာပဲရှိတယ်ထာဝရဘုရားခင်ဤဂယုဏတော်သည်အစဉ်အမြဲတည်သောကြောင့်ဂုံကြီးစုတော်ကိုချီးမွမ်းကြလော့ဒါဟာသူ့ရဲ့စစ်ထွက်မိန့်ခွန်းဖြစ်ပါတယ်ဒုက္ခဓာတ်တွေစာပြီးပြင်ဆင်ဖို့သူမပြောပါဘူးတတ်ကြဖို့သူမပြောပါဘူးအဲ့ဒီတခြင်းတွေကိုထာဝရဘုရားအဖို့ခံထားတယ်လို့ပြောတယ်ထာဝရဘုရားအဖို့လို့ပြောတယ်သူ့ဖို့မဟုတ်ဘူးသူ့လူမျိုးဖို့မဟုတ်ဘူးထာဝရအဖို့ခံထားတယ်ဆိုတာဘာလဲသူတို့စစ်တပ်ရဲ့ဘိုလ်ချုပ်နေရအောင်ဘုရားကိုထားလိုက်တယ်စစ်တပ်ရဲ့ကကွယ်ရေးဦးစီးချုပ်ကြီးဘုရားခင်ဖြစ်ပါလေလို့ကျမ်းစာမှာသူတို့ချီးမွမ်းရတဲ့ချင်းကိုဆိုစားပြုသောအခါလို့ပြောတယ်သူတို့စပြီးမှချီးမွမ်းလိုက်တာနဲ့ဘာဖြစ်သွားတယ်ရန်သူတွေမျက်စိကန်းသွားတယ်ယူသွတ်သွားတယ်ကြောင်နေတော့နဲ့တတ်ကြပြီးအကုန်လုံးတည်သွားတယ်သူတို့စစ်တိုက်ဖို့ထွက်လာကြတယ်လက်တောင်မပြောက်လိုက်ရဘူးတိုက်ဖို့မပြောနဲ့ရန်သူတွေကြံခဲ့တဲ့ပစ္စည်းကောက်ပြီးပြန်ယုံမရှိဘူးဒါကဖျားပါတဲ့စစ်ကဒီလိုပဲဖြစ်ပါလေလူတွေတိုက်တဲ့စစ်နဲ့စစ်ဘိုလ်ချုပ်နေရမှာကာကွယ်ရေးဦးစီးချုပ်နေရမှာဖျားရှိတဲ့စစ်ကအရန်กว่าချပါလေအဲ့လိုဖြစ်အောင်ကျွန်တော်တို့ပါလေကျမတို့ဘက်ကဂုံကြီးစုတော်ချီးမွမ်းခြင်းလိုအပ်ပါသေးတယ်အဲ့တော့ကျမတို့ဘာလိုနေလဲဆိုတော့ဒီမှာတွေ့ပြီလို့ကျမထင်ပါတယ်အဲ့ဒါကတီးဆူချီးမွမ်းခြင်းတွေဖြစ်တယ်ကျမတို့ကစုပဲတောင်းတယ်စုတော့အရန်တောင်းတယ်ကျမတို့တခါကျရင်ချီးမွမ်းခြင်းမှာကျမတို့နည်းနည်းအားနေတယ်အများကြီးအားနေလို့ကျမတို့ပြောတော့နည်းနည်းကျမတို့အားနေတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတီးဆူချီးမွမ်းခြင်းရဲ့တကောကိုကျမတို့ဘဝမှာမြတ်ဝါချင်းချင်းတွေ့ရဖို့ကျမတို့စဖို့လိုအပ်တယ်ကျမတို့တည်နေတဲ့အချိန်မှာစဖို့လိုကျမတို့အိမ်ထောင်မှာဘုရားခင်ကိုချီးမွမ်းရအောင်တခါကျအိမ်ထောင်မှာကျမတို့ဆုတောင်းဖို့ပဲကျမတို့ညာတော့အဖြစ်ဦးတည်တယ်ချီးမွမ်းခြင်းကိုကျမတို့မထားအောင်အိမ်ထောင်မှာလည်းကျမတို့ချီးမွမ်းရအောင်တယောက်တည်းနေလည်းကျမတို့ချီးမွမ်းလို့ရတယ်တယောက်တည်းကာမောင်းနေလည်းကျမတို့ချီးမွမ်းလို့ရတယ်အလုံးလုံးနေတဲ့ချိန်လည်းချီးမွမ်းလို့ရတယ်ထမင်းချက်နေတဲ့ချိန်လည်းကျမတို့ချီးမွမ်းလို့ရတယ်တတိထိနေတဲ့ချိန်လည်းကျမတို့ချီးမွမ်းလို့ရပါတယ်ကျမတို့အဲ့လိုချီးမွမ်းတဲ့ချိန်မှာကျမတို့အသက်တာမှာထူးခြားတာလေးဘယ်တုန်းကမှမရဘူးတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းခံစားရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆုတောင်းခြင်းဆိုတာကျမတို့အတ္တကိုပြုပါတယ်ကိုချစ်တဲ့သူတွေကျကိုဆုတောင်းတယ်ကိုအတွက်တောင်းတယ်ဆိုရင်အတ္တဆိုတာရှိတယ်ဒါပေမဲ့တီဆိုချီးမွမ်းခြင်းဆိုကျမတို့တခုမှမပါဘူးကို
ကိုလည်းချီးမွမ်းတဲ့ခြင်းလည်းမရှိဘူး only for God ကျမတို့ရဲ့တီးဆိုခြင်းဟာဖျားအတွက်ပဲဖြစ်တယ်တီးဆိုခြင်းမခြင်းဟာဖျားကိုဂုဏ်ပြုတာပဲဖြစ်ပါတယ်လို့အဲ့ဒါကွာခြားပါတယ်ကျမဆုတောင်းတာအရေးမကြီးဘူးလို့မပြောဘူးဆုတောင်းခြင်းနေတဲ့တကူကြီးတယ်တို့တော်လေအဲ့ဒါကအမွာလို့တွားရမယ့်အရာတစ်ခုဖြစ်ပါတယ်ဒီနေ့ကျမတို့တက်တာမှာဘုရားသခင်ကိုတီးဆိုခြင်းမဖို့စိတ်ဆန္ဒကျမတို့မရှိဘူးဆိုရင်ကျမတို့ခရိယန်အသက်တာရှောင်းတော့ခြင်းကကန္နာရလို့ပဲစဉ်းစားလိုက်ကန္နာရလို့ပဲတွားမယ်တီးဆိုခြင်းမခြင်းမရှိဘူးဆိုရင်ဖိလိပ္ပုလေးမှာရှင်ပေါလုကသခင်ဖျားနိုင်အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြတော့တဖန်ငါဆိုဒီကဝမ်းမြောက်ကြတော့ကျမတို့ဘလို့ဝမ်းမြောက်တယ်ကျမတို့တချင်းမဆိုပဲပါဇက်ပိတ်ပြီးကျမတို့ဝမ်းမြောက်လို့ရသလားမရပါဘူးကျမတို့အသက်တာမှာအချင်းဝမ်းထိုက်ဆုံးဂုံပြုတ်ထိုက်ဆုံးဖျားကိုကျမတို့ရဲ့စိတ်ဝိညာဉ်အကုန်လုံးနဲ့ချင်းဝမ်းတတ်တဲ့ချင်းဝမ်းနိုင်တဲ့သူတွေဖြစ်ဖို့ကျမတို့ကြိုးစားရအောင်လို့ကျွန်မဖိတ်ခေါ်ခြင်းနဲ့ဖျားသခင်ကိုတီးဆိုချင်းမွားနေဆိုကျွန်တော်တို့ဖျားသခင်ရဲ့ဒိုင်းတော်လေးကိုဖျားသခင်ရဲ့တကားဝကိုကျွန်တော်တို့ချင်းကပ်သွားတာဖြစ်တယ်။ကျွန်မဆာလံတရားကကြမ်းပိတ်တချို့ကိုကျွန်မဖတ်ချင်ပါတယ်လို့ညီကြီးသားပေါင်းတို့ထာဝရဖျားအားကြွေးကြော်ကြတော့ထာဝရဖျားဤအမှုကိုဝမ်းမြောက်စွာဆောင်ရွက်ကြတော့ရွှင်လန်းစွာတခြင်းဆိုရဲ့အထံတော်သို့ဝင်ကြတော့ကြီးစုတော်ကြီးပါသည်ဟုဝန်ခံရဲ့တကားတော်တို့ကို၎င်းဂုံတော်ကိုချီးမွမ်း၍ဒိုင်းတော်တို့ကိုကောင်းဝင်ကြတော့ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုကောင်းချီးပေးကြတော့အကြောင်းမူကားထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏ဂရုဏာတော်သည်အစဉ်အမြဲရှိ၍သစ္စာတော်သည်ကာလဆက်ဆက်တည်သည်ဒီနေ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာကျမတို့ပေါ်မှာကောင်းချီးမင်္ဂလာကြီးဖြစ်စေပါတယ်ဘုရားသခင်ရဲ့ဂရုဏာတော်ဟာကျမတို့အတွက်ကယ်တင်ခြင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့သစ္စာတော်ဒီကျမတို့ရဲ့ထာဝရဖြစ်ပါတယ်ထာဝရကာလဖြစ်ပါတယ်ကျမတို့ဘာတောင်းဖို့လိုပါသေးတယ်လဲကျမတို့ဘုရားမှုတော်မှာကျမတို့နှိမ်ချစွာနဲ့ဝမ်းမြောက်စွာနဲ့ပါဝင်ပြီးမှအစဉ်အမြဲအစဉ်မပြတ်ကျေးဇူးတော်ချီးမွမ်းတဲ့အသက်တာနဲ့ကျမတို့ဘုရားသခင်ရဲ့တိုင်းတော်ကိုဝင်ရအောင်ဘုရားသခင်ရဲ့တကားတော်ကိုကျမတို့ဝင်ရအောင်ကျမတို့ဖျားရှိမှာအပြစ်သားတွေဖြစ်ပါတယ်ကျမတို့မှာဘာမှချီးကျူးစရာအကွက်မရှိဘူးကိုယ့်ကိုကျမတို့ဘာဂုဏ်ယူစရာမှမရှိပါဘူးကျမတို့ဖျားရှိမှာဂုဏ်ယူစွာချီးကျူးရတာကဖျားကိုချီးမွမ်းရခြင်းတစ်ခုပဲရှိပါတယ်အဲ့တော့ကျမတို့ချီးမွမ်းခြင်းရဲ့တကူကိုကျမတို့ပြန်ဆင်ခြင်ရအောင်ခုနရဲ့အကြောင်းအရာတွေကိုကျမတို့အသက်တာမှာအမြဲတမ်းပြန်ပြီးမှစဉ်းစားပြီးမှကျမတို့တယောက်စီတိုင်းဘဝမှာလဲကျမတို့ဘဝမှာဖြစ်လီရာတိုင်းမှာဖျားခင်ကိုချီးမွမ်းတဲ့အသက်တာနဲ့ကျမတို့ရှောက်လန်းသွားကြပါစို့။ရောက်စီတိုင်းမှာဖျားခင်ကောင်းချီးပေးပါစေ။